ဖြူဖြူထွေးကဟန်ဆောင်လူတန်းပြပြီးလူတင်ကြီးအောင်လုပ်နေရလို့ပေါ်တင်ပြောလာတဲ့ပြည်ဟင်းတီဟာပရိသတ်များလုံးမင်္ဂလာပါရှင်ရုပ်ကမီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆယ်လီဖြူဖြူထွေးကအနုပညာလောကတွေမှာနေရာမရပေမဲ့လူတွေအထင်ကြီးပြီးတော့အောင်မြင်လာအောင်အခုလိုမျိုးအပေါ်ယံလူတန်းပြနေရဆိုပြီးဝေဖန်လာခဲ့ရကတော့ဒါရိုက်တာပြည်ဟင်းတီဟာပဲဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းဒါရိုက်တာပြည်ဟင်းတီဟာကအမြဲတမ်းဝေဖန်လေးကန်နေကြဖြစ်ပြီးအခုတစ်ခေါက်မှာတော့ဖြူဖြူထွေးကိုဝေဖန်ပြောဆိုလာခဲ့ရပါဖြူဖြူထွေးကတော့စင်ပေါ်မှာကျုံထိုးပြရင်နဲ့အောင်မြင်လာသူတယောက်ဖြစ်တာနဲ့အညီဝေဖန်မှုတွေကတော့တော်တော်လေးပြင်းထန်ခဲ့ပါတယ်ဖြူစင်ရိုးသားစွာနေထိုင်တတ်တဲ့တောသူမလေးတယောက်ဖြစ်ပေမဲ့သူမရဲ့ဖြူစင်မှုတွေကဟန်ဆောင်ထားတယ်လို့ပြောဆိုနေကြတာပါအခုလိုမျိုးလူတန်းမှုတွေပြုလုပ်နေတဲ့အခါမှာလေးစားနေကြတဲ့သူတွေရှိသလိုဒါရိုက်တာပြည်ဟင်းတီဟာလိုမျိုးဝေဖန်ပြောဆိုနေကြတဲ့သူတွေကလည်းရှိပါတယ်ဒါရိုက်တာပြည်ဟင်းတီဟာကတော့ဘသူရဲ့မျက်နှာကိုမှမထောက်ပဲပေါ်တင်ပြောလာခဲ့ရဖြစ်ပါတယ်။အဓိကကတော့ဖြူဖြူထွေးကလူတန်းတဲ့နေရာမှာလူတကအထင်ကြီးအောင်လို့အပေါ်ရင်ဟန်ဆောင်ပြီးတော့လူတန်းပြနေရလို့ဆိုပါတယ်။ဖြူဖြူထွေးနေနဲ့အနုပညာလောကထဲမှာအောင်မြင်ခြင်းမရှိသလိုဘသူနဲ့မှလည်းမတည့်ပဲနဲ့တယောက်တည်းကွဲထွက်ပြီးတော့နေခြင်းတလို့နေခဲ့ပါတယ်။အနုပညာရေးချင်းကလည်းတစ်စက်မှမရှိပဲအောင်မြင်ဖို့အတွက်ဆိုရင်ဘာမဆိုလုပ်ရတဲ့လူတယောက်လိုလည်းပြောလာခဲ့ပါတယ်။ဒီလိုမျိုးလူတယောက်အနေနဲ့ပြည်သူတွေအခက်အခဲဒုက္ခအကြုံတွေ့ရတဲ့ချိန်မှာအခွင့်ကောင်းတစ်ခုအနေနဲ့အသုံးချပြီးတော့လူဒန်းမှုတွေကိုပြုလုပ်ပြနေပါတယ်။ပြည်သူတွေကအခက်အခဲနဲ့ကြုံတွေ့ရပြီးအားငယ်နေတဲ့အချိန်မှာသူမကကိုကြီးလူဒန်းနေပါတယ်ဆိုပြီးတော့ကင်မရာကြီးနဲ့ရိုက်ကူးပြီးဆိုရှယ်မီဒီယာမှာတင်နေရဖြစ်ပါတယ်။ဒီလိုမျိုးအကုန်လုံးသိအောင်လို့အခက်အခဲနေတဲ့ပြည်သူတွေရဲ့မျက်နှာတွေနဲ့တကွတင်ပေးလာခဲ့တဲ့ပုံမှာသူတို့တွေအနေနဲ့ပို့ပြီးတော့ရှက်ရွံ့သွားခဲ့ရတာပါ။ဒါတွေကိုဖြူဖြူထွေးကတော့လုံးဝကြုံမဆိုင်ပဲသူမကိုလူတွေကအထင်ကြီးစေဖို့အတွက်ဒီတက်မကအောင်မြင်စေဖို့အတွက်ကိုပဲအသုံးချနေလို့ဒါရိုက်တာပြည်ဟင်းတီဟာကပြောခဲ့ပါတယ်။ဒါတင်မကဒီလိုလူတန်းပြတဲ့အခါမှာတိမ်ပေါင်းများစွာလူတန်းမာတွေဆိုပြီးလူတွေအထင်ကြီးစေဖို့အတွက်ပတ်စံတွေကိုအုပ်လိုက်ကြီးချပြီးတော့လူတန်းနေခဲ့ပါတယ်။တကယ်တော့အဲ့ဒီပတ်စံအုပ်လိုက်ကြီးကပို့ပြီးတော့များတဲ့ထင်ရအောင်1000တန်းတွေကိုတော့စီထပ်ထားခဲ့တာပါ။များပြားတဲ့ပမာဏကြီးနဲ့ပတ်စံအုပ်ကြီးကိုမနိုင်မနှင်းတည်ပြီးလူတန်းကုသိုလ်ယူနေတယ်ဆိုပြီးရိုးသားတဲ့ပြည်သူတွေကသူမကိုအထင်ကြီးလေးစားလာအောင်အကွက်ရွှေ့ပြီးတော့ပြုလုပ်ပြနေခဲ့ရပါ။ပြည်သူတွေကလည်းတခုခုဆိုရင်အလူတန်းလုပ်ပြတဲ့သူတွေကိုအင်မတန်ကိုလေးစားတတ်ကြတဲ့အတွက်ဖြူဖြူထွေးကိုလည်းတော်တော်လေးလေးစားထင်ကြီးနေခဲ့ကြပါတယ်။ဒါပေမဲ့ဒါရိုက်တာပြည်ဟင်းတီဟာရဲ့နောက်ထပ်ဖော်ပြချက်အရတော့ဖြူဖြူထွေးကဒီလောက်များပြားတဲ့ပမာဏတွေကိုလှူဒန်းနိုင်တဲ့နောက်ွယ်မှာတခြားသောအကြောင်းရင်းတွေရှိနေရလို့သိရပါတယ်။သူမရဲ့ကိုယ်ပိုင်ဝင်ငွေတွေနဲ့ပတ်စံတွေဒီလောက်အများကြီးကိုလှူဒန်းနိုင်မှာမဟုတ်ဘဲနောက်ွယ်မှာထင်မထားတဲ့ထောက်ပံ့ပေးနေတဲ့သူတွေရှိရလို့ဆိုပါတယ်။ပရိသတ်တွေအနေနဲ့ကလည်းဖြူဖြူထွေးရဲ့လှူဒန်းမှုတွေကိုအားကျနေပြီးတော့အဲ့ဒီအလှူငွေတွေဘယ်ကရတယ်ဆိုတာကိုစဉ်းစားနိုင်စွမ်းမရှိပဲဖြစ်နေပါတယ်။ဒါကြောင့်အမေရိကမှာနေထိုင်ပြီးတော့အချိန်တိုင်းအားနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာကအကုန်လုံးကိုစဉ်းစားတွေးတောပြီးတော့ဒီကိစ္စတွေကိုဖော်ထုတ်ပေးခဲ့ရပါဖြူဖြူထွေးရဲ့ဟန်ဆောင်လူတန်းမှုတွေနဲ့ပတ်သက်ပြီးအခုလိုဝေဖန်မှုတွေပေါ်ထွက်လာခဲ့တဲ့ပုံပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။